ကဲအခုဘယ်ရောက်နေရလဲ အဲ့ဒီ တပ်ပင်ညုဖရာဖြစ်ပါရဲ့ရှင်ဒီမှာ ဒီပြန်နေပြောင်းသွားလား မမြင်နေရရေရှော့ရှောက်လန်းလေးပေါ့နော် နည်းနည်းကြည့်ကြည့်ကြည့်လို့ရတော့မှာ ဟုတ်မနေ့ကကြည့်ပြီးပြီဆို နဲ့ကြည့်ပြီးနားရဲ ဒီဖရာအဲ့လို ကြည့်ပြီးတော့ဒီကြည့်တော့ သူကြည့်တော့ မြိုက်ချင်အဲ့လိုတော့တကယ်လာနော် ဓာတ်ပုံရဲလား ဒီမှာတပ်ပင်ညုဖရာပါရှင်ရှောက်လန်းလေးရတကယ်အေးချမ်းတယ်။အုံမညနေပဲလာနေရအခုတော့ဒါမနေ့ပိုင်းရောက်တာပေါ့နော်။ဒီနေရာလေးလှလို့တော်တော်လေးလှမရှိရှောက်လန်းလေးရောဒီတစ်ပင်ခက်ကလေးပြီးဒီဖယားတော်လေးတပင်အဲကြောင့်ပကံရဲ့ဖယားရဲ့တော်တော်လေးအနုစိတ်တယ်ပြီးတော့တကယ်တကိုးလဲကြည့်ရပေါ့နော်ဆူတောင်းလိုက်ပြီဒါလေးတနာခါလေးလိမ့်တော့တယ်မိုင်းတပုံလေးပဲဒါလေးကြည့်ကြည့်ပြရနော်တနာခါလေးတပ်ပင်ကြီးဖျားမှာစပယ်ဖန်းလေးကပ်ပါမယ်ခုနှစ်ကုန်းမကနန်းမှာစပယ်ဖန်းနီရှားနေပြီဒီကတပ်ပင်ကြီးဖျားစဉ်းစားလားစာအုပ်လေးဝင်ကောင်းလားအမှတ်တရပေါ်ပါတရလားဒီဖျားတွေဖျားတွေဖူးဖို့ကြံတည်လေဖျားတွေမဖူးရသေးလို့ဖူးရအဲဒီကမှရှိရဖျားအကုန်ပါတမိုင်းချောင်းနေလေတေချာလို့ ခံကြောင်းမှရှိရဖျားတကူကြီးကအကုန်ပါတယ် ဟောအကုန်ပါ ဟုတ်တယ် စိတ်ညစ်နေမှာလားမပါစိတ်ညစ်နေမှာ စိတ်ညစ်နေမှာပါလားဒီက ဟောဒီစာအုပ်စိတ်ညစ်နေမှာပါ ဟုတ်တယ် ဒီစာအုပ်ဒီကတော့စုံတယ်လို့ပြော ဟုတ်တယ်သူ90ကျော်လောက်ပါတယ်ပေါ့နော် ဒါကြတော့ ပါပါတယ်သူကလည်းပါလာသူကဒီလိုနိုင်ရပတိဒီပိုင်းမှာပါလာဆေး သူကတော့ပုံပြီးဓာတ်ပုံလေးစုံတယ်အဲ့ဒါပိုကောင်းလာလို့အဲ့ဒါဘာကိုဘာလို့အိုစိတ်ညစ်နေမှာမပါ သူကထုတ်တာကြာစိတ်ညစ်ညမှာပြောရရင်ငါညမှာလည်းခုမှခစ်စားတယ် ဟုတ်လား ဟုတ်တယ်ခုမှ ရဲမှာတော့ဟိုဟာပါတာပေါ့ဆွဲ ဒီစာရေးဆရာမထုတ်တာကြာတယ် တူရင်တောင်းလို့ပါတော့ပါ ဒါလေးလည်းရှိရနော်ဒါလေးလည်းရှိရနော် ဟုတ်ပါ ဒါလေးလည်းရှိရနော်ဒါလေးကြောက်ပြပြလေး အဲ့တော့တိတ်မကြီးရှာပါ ပြပြလေးဦးရတဲ့ဘေးကြီးပဲလက်ပကြီးကဒါလေးပဲဆိုတော့ ဟုတ်တယ် ဒါကတပ်ပင်ညုတပ်ပင်ညုနာမှာရှိတဲ့ ဒါဘုံ ရုပ်သေးလေးတွေပါအခုကတော့ပြောမှာပါကြံရီတောက်ဖို့ပေါ့စောင့်နေကြတဲ့သူတွေပါကြံရီတောက်ဖို့စောင့်နေကြပါတယ်တပ်ပင်ညုဖျားနာမှာပါ ဟိုကလေး မနေ့ကလေးဟိုတယ်မှာပန်းထိုးထားတဲ့ဟာဝယ်ခိုင်းတာပကံက အခုကြာတယ်ရန်ကုန်ပြည်လို့လက် တော့တောက်ကောင်းပါတယ် ဒီမဟုတ်ဘူးလေအဖွားဒီလောက်ပေး ဒီမှာစားပဲကြီးပါ တောင်းခွဲလောက်ရှိတယ်ဟာ ဒီမှာစားပဲကြီးပါ ဟာစားပဲရပါပဲ ညနေပြောရနော် ဒါနီဘုံပြော ပါလာ